The Living Legend and the ຫນွေရင်ဝင်စရာရရှိတဲ့ vocal tips တစ်ခုကို Harry လာပြီးမျှဝေပေးမယ်ဒီ tips ကအရန်ကိုတန်ဖိုးကြီးတာပဲဖြစ်တယ်အဲ့တော့ဒီ video ကိုတွေ့တယ်ဆိုလို့ရှိရင်အရန်ကန်ကောင်းတဲ့သူပဲဖြစ်တယ် video ကြည့်ဖို့မအားသေးဘူးဆိုရင်ဒီ video တစ်ခါ save ထားပါပြီးတော့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ထားပေးလိုက်ပါကိုညလုံးပေါက်တချင်းနေဆိုတဲ့အခါမှာတချင်း9ပုတ်10ပုတ်ဆိုတဲ့အခါမှာအတန်မပြသွားဖို့အတွက် Andy Joyce ပေးတဲ့ vocal tips တစ်ခုကကိုယ့်ရဲ့တချင်းတွေမှာအနေတချင်းနဲ့အမြန်တချင်းမှာအနေတချင်းကိုအရင်ဆုံးစပြီးဆိုပါအနေတချင်းပြီးလို့ရှင်အမြန်တချင်းဆိုမယ်အမြန်ပြီးလို့ရှင်အနေတချင်းပြန်လာမယ်ပြီးတော့အမြန်အနေအမြန်အဲ့လိုမျိုးလေးအစီအစဉ်တကြလေးဆိုပေးမယ်ဆိုလို့ရှင်အနေတချင်းတွေဆိုတဲ့အခါမှာလဲကိုယ့်ရဲ့အတန်ဒီတေချာလေး rest ရတာဖြစ်တဲ့အတွက်အရန်ကြီးလောစရာမလိုတာဖြစ်တဲ့အတွက်ကိုဒီအမောလဲခံနိုင်မယ်ပြီးလို့ရှင်ကိုယ့်ရဲ့အတန်ကိုလဲကောင်းစွာကို control လုပ်နိုင်မှာပဲဖြစ်ပါတယ်ဆိုတော့အရန်တန်ဖိုးကြီးတယ်နော်အဲ့တော့ကိုညလုံးပေါက်တချင်းနေဆိုတဲ့အခါမှာအဆိုတော်တွေပဲဖြစ်ဖြစ်ဒီနီးလန်းကိုတွားပြီးအသုံးပြုလို့ရတယ်အနေတချင်းနဲ့အရင်ဆုံးစမယ်ပြီးလို့ရှင်အမြန်အနေအမြန်အဲ့လိုမျိုးလေး order လိုက်လေးဆိုပေးမယ်ဆိုလို့ရှင်ကိုယ့်ရဲ့အတန်ပြမသွားပဲတညလုံးခံမှာဖြစ်ပါတယ်ကဲလို့ဒီဗီဒီယိုကိုအကျိုးရှိတယ်ဆိုလို့ရှိရင် comment မှာ thank you Andy Joyce လို့ရေးလာခဲ့ပေးပါ Andy Joyce အားဖြင့် Harry ကောင်းကြီးခံစားရတယ်လို့ဒီဗီဒီယိုကြည့်နေတဲ့သူတွေလည်းကောင်းကြီးခံစားရတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမတွေ့သေးတဲ့သူတွေလည်းကောင်းကြီးခံစားလို့ရအောင်ကောင်းကြီးမရသေးတဲ့သူတွေအတွက်သိရအောင်လဲတွားပြီး share ထားပေးလိုက်ပါကျေးဇူးတင်ပါတယ် Harry ဖြစ်ပါတယ်